ဘာဖြစ်မယ်လိုက်တာကြည့်တော့အားလုံးပဲမင်္ဂလာပါဒီနေ့အဘာကောင်သွားစားမှာကတော့ဘာဖြစ်မယ်လိုက်တာကြည့်တော့ကဲအခုစားမဲ့ဆိုင်ကိုရောက်ပါမှားလာပြီသမင်းကျော်နဲ့စီလုံးလေးတစ်ခွက်မှာလာတယ်ဘဘာကောင်မနဲ့ဆိုရင်စားနေတဲ့စီလုံးတီးရဲ့သမင်းကျော်ရဲ့သမင်းကျော်ဝတ်သားနဲ့စားပါတယ်ပြီးရင်စီလုံးတီးတောက်ပါတယ်ရင်းရောဟောသွားပြီဆိုတော့စီလုံးကြီးစက်ပေါက်ပါမယ်ဒီနော်ไม่စီလုံးကြီးလည်းကုန်ပြီသမင်းကျော်လည်းကုန်ပြီဆိုင်လေးရတော့ဘာကမနဲ့ဆိုရင်အမြဲလာစားနေတာဆိုင်လေးပါအမ်မျိုးဒီအောင်လူအမှတ်6မှာရှိတဲ့ GR ဆိုတဲ့လက်ဖိတ်ဆိုင်လေးဖြစ်ပါတယ်ကဲစားပြီးပြီဆိုတော့ပြန်มาတော့မယ်ဒီကတော့ဘာကောင်းနဲ့မမီအတွက်ဝယ်သွားတဲ့အုံးခေါက်ဆွဲလေးပါကဲပြန်တော့မယ်တက်တာတပ်ဘလော့တွေမှာပြန်လဲဆုံပေးပါမယ်ဒီ page လေးကိုလည်း like ရတော့ follow လေးလုပ်ပါပါတက်တာ